မပြောဘူးလို့နေတာပဲမပြောလို့ပဲရပြောရမှာဒီကိစ္စမျိုးอ่ะနမိတ်ကလွားတယ်လေအမနာလိမ့်ပြောနေကြတာငါမဟေးပြီးလိမ့်ပြောနေကြတာအမနာအဲ့ဒါပဲအဲ့တော့ထမင်းကိုအေးစီးတိတ်ခါရှိစားတဲ့ဘယ်လိုစားနိုင်မှာတော့ဗျဖြစ်တည်မှုချင်းကွာတယ်လေမြို့မှာလူဖြစ်ရတယ်ဖြစ်တည်မှုချင်းတော့မှဖြစ်ရတယ်လူဖြစ်တည်မှုချင်းကျွန်တော်ဒေါသရည်လည်းမြုပ်တယ်ပြီးတော့ရတယ်ဒါပေမဲ့တော့မှမွေးတော့တောတလေးသားတွေတောသားတွေပုံစံမျိုးဖြစ်နေစားတော့တာပြီးလိုက်လွှားလိုက်စားရတာဒီလိုပဲမြို့မှာတော့ပတ်စံရှိတဲ့လူကတော့အေးစီစားလို့ရတာပေါ့ဗျာဇိမ်နဲ့ပိန်နဲ့ငါပြီးကြတဲ့ခွန်းနဲ့ညကျန်တဲ့ငါပြီးကြကကလေးနဲ့ခုနကတော့နှုတ်တာတောက်ကပင်လေးနဲ့